တော်သေးတာပေါ့ဗျာမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အိယာဆော့ထားပါတယ်ဒါကတော့မနေ့ကမုံနေမှာထားတာပါဒါဝယ်ယူရပါခင်ဗျာကလေးတွေကိုကြွေးဖို့ပါကျွန်တော်အကြောင်းကိုသွားတဲ့လမ်းမှာကျွန်တော်အရင်ကပင်ခဲ့တဲ့ဆီယမကိုတွေ့ရတဲ့နောက်ဆက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မွေးနေ့ကတော့ကိုလိုမျိုးမိုးရင်းအချိန်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းပဲကိုလိုအချိန်ဆိုရင်တော့အုံမှန်နေတတ်ပါတယ်ဒါကတော့ကျွန်တော်အကြောင်းမှာဆရာမတွေကိုကြွေးဖို့အတွက်အတုပ်လေးတွေကိုမှာထားတာပေါ့နော်အစင်လေးမဖြစ်သေးဘူးဆိုတော့ကျွန်တော်ရေးလေးတော့ပြီးတော့ထိုင်ဆောင်နေရဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဖျားပန်းဝယ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပတောင်းမျိုးရဲ့ကုံဆောင်ပေါ့နော်တော်ရမရွှေဖြူမြတ်စွာဘုရားကြီးဖြစ်ပါတယ်ဒီမှာကျွန်တော်ဖျားပန်းကတ်မယ်ပြီးရင်ပတိတဲ့စိတ်မှဖြစ်ပါတယ်ခင်ဗျာဖျားပန်းကရှည်နေတဲ့အတွက်ကျွန်တော်တင်တော်တယ်လို့ပဲချိုးလိုက်ပါတယ်ဒါကတော့ကျွန်တော်ဒီအဖေရဲ့ဘေးမှာပဲပေါ့နော်အပြင်ဘက်မှာရင်ပြင်မှာရှိတဲ့ကျွန်တော်ဒီအရေကန်မှာဆိုရင်တော့ဒါပုံမှန်အဖေပဲလေးလို့ရပါတယ်ခင်ဗျာဖေးပဲတွေ့ထဲတာပြီးပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီလောက်ထားတဲ့အမိုက်တွေကိုဒါလွတ်ပစ်တယ်ပေါ့နော်ပြီးရင်တော့ဒါကျွန်တော်ဖေးကိုဖေးပဲအောင်နဲ့ကပ်ပါတယ်ခင်ဗျာဒါစတင်ပြီးတော့ဖျားဝတ်တက်ပါပြီကျွန်တော်တို့ပုံမှန်ဖျားချက်ကိုရတဲ့ဖျားချက်ကိုပြီးတော့၅ပါးတီလာခံယူပါတယ်ခင်ဗျာဒါပြီးရင်တော့ကျွန်တော်ဂုဏ်တော်9ပါးပတိစိတ်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အတိတ်ကဝင်တာတဲ့အရဟံဂုဏ်တော်9ပါးပတိကိုဒါ9ဘက်ပြည့်အောင်စိတ်ပါတယ်ခင်ဗျာဒါနှစ်ဆက်နှစ်တိုင်းကျွန်တော်ရဲ့မူးနေ့မှာဆိုလို့ရှိရင်ပုံမှန်ဂုဏ်တော်9ပါးပတိစိတ်ထားနဲ့တိုက်ဆိုင်ပါတယ်ဒါကြောင့်နှစ်တိုင်းလည်းကုလိုပတိစိတ်ဖြစ်ပါတယ်ခင်ဗျာပြုထားသမျှပြုစုအားလုံးကုသိုလ်အားလုံးကိုကျွန်တော်တို့ခေါင်းလောင်းထုတ်ပြီးတော့အမြောက်ပေးပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကုသိုလ်အနေနဲ့ဒီဘက်ကျွန်တော်တို့ဒီလိတ်ကံပေါ့နော်လိတ်ကံမှာဆိုရင်ကျွန်တော်လိတ်စာရွေးပါတယ်လိတ်စာဆိုပေမဲ့ငါးတွေလည်းအများကြီးရှိပါတယ်ခင်ဗျာအခုမှတခြားကြည့်မိတယ်ပေါ့နော်ကျွန်တော်ရဲ့နောက်ကဒီကောင်းငင်ရှုခင်းကတကြော်လေးလှနေတယ်ပေါ့နော်တိန်တွေကတပတ်မှဆိုရင်မိုးရင်းကာလာဆိုတော့တိန်တွေပြေးနေတယ်ပေါ့နော်ကျွန်တော်လိပ်စာကိုနေရာမျိုးစုံမှာ post မျိုးစုံနဲ့တွေ့ပါတယ်တရားကျွန်တော်ရဲ့ဆက်စလူခါမှုလေးပေါ့နော်တော်တော်မှ try ချမ်းမှုအတွက်လုပ်လိုက်တာတော်သေးမွေးနေ့ကနေမွေးနေ့ဖြစ်တော့မလို့ဒါကျွန်တော်ဆွမ်းနာဝင်လာတဲ့ဆရာမရဲ့အတွက်အတုတ်ဒီပါအခုလိုမျိုးမြတ်တာပို့တာကတော့ဒါကတော့ကျွန်တော်တို့အကြောင်းရဲ့ delay ပေါ့နော်အမြဲတမ်းပဲဘယ်လူပဲလာလူမြတ်တာပို့ပါတယ်ကျွန်တော်ဝယ်လာတဲ့မုံတွေကိုဒါကလေးတွေကိုလူစီဝယ်ပေးတာဖြစ်ပါတယ်အကြောင်းသား120ကျော်ရှိပါတယ်ခင်ဗျာအကြောင်းသားစီရပါတယ်ဆရာစမတွေလည်းအများကြီးစားပါတယ်ခင်ဗျာလူငယ်လက်ကလေးလူသားတွေလည်းပီတိဖြစ်ပါတယ်ခင်ဗျာနေကြီးအကြောင်းဆက်ချက်ရောက်ပါပြီကျွန်တော်ဝယ်လာတဲ့အတုပ်လေးကိုစားမှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ